December 2018 ရဲ့ Bookkeeping and Accounting number 5 ကိုဆက်ပြီးတော့လေ့ကျင့်ကြည့်အောင် Question paper ရင်ဖတ်ကြည့်ပါနော် You will need to use the data on page 6 of the resource booklet to answer part A, B, and D ဆိုတော့ဒါဆိုနံပါတ် A ရစပြီးတော့ resource ကိုဖတ်ဖို့လိုလိမ့်မယ် Calculate for the year and 30th September 2018 number of ordinary share issued number of ordinary share issued ကိုတွက်ပေးပါနော် share ဘယ်လောက် issue လုပ်တယ်လဲနောက်တစ်ခါ total amount of dividend paid total amount of dividend paid ကဘယ်လောက်ပေးတယ်လဲဒီတော့ resource ကိုတွက်ကြည့်အောင် resource tema the director of Badland 18 Limited provide the following information in addition to the information တွေပေးထားပါတယ် provide the following information in addition အဲ့ဒီအပြင်နဲ့ to the statement of changes in equity လည်းပေးထားပါတယ် statement of changes in equity က for the year end 30th September 2018 အထိပေးထားတယ် on page 14 of the question paper ဒါဆိုရင်ဒီအောက်မှာပေးထားမှာမဟုတ်ဘူးလေ changes in equity ဒီ question paper ဆော့ဆော့ကျွန်တော်တို့ဖတ်ခဲ့တဲ့ question paper မှာပေးထားပါတယ်စာမျက်နှာ14တဲ့တစ်ချက်ပါကြည့်အောင် page 14ပေါ့เนาะဒါဆိုအခုကျွန်တော်တို့ကြည့်လိုက်တာဒီ page 14ဒီမှာ statement of changes in equity ကိုလည်းဒီမှာပေးထားတယ်ဒီတော့ statement of changes in equity ကဒီကယူပြီးတော့အမိညာလောက်ရမယ်ပြီးရင်တချို့ information တွေကသူ့ရဲ့ notes ထဲမှာပေးထားတယ်အဲ့ notes တွေကိုဆက်ကြည့်အောင် during the year and 30th September 2018 30th September 2018 during the year ဆိုတော့အခုတစ်နှစ်အတွင်းပေါ့နော်ဒီတစ်နှစ်အတွင်းမှာ1,900 was received from the issue of ordinary share 3,900 was received လက်ခံရရှိလိုက်ပါတယ်အရေးကြီးတာက receive ဆိုတဲ့လက်ခံရရှိတဲ့ငွေဆိုတာကိုသိရမယ်နော်1,900လက်ခံရရှိတယ်ဘယ်ရရလဲဆိုတာပြောတယ် from an issue of ordinary share ရောင်းလို့ရတာပါ of 0.25 each တစောင်းတန်ဖို့ nominal value အဲ့ဒါကို at the premium တင်ရောင်းတယ် premium ကဘယ်လောက်ပါလဲ premium ဒီ 0.1 premium တင်ရောင်းပါတယ်ဒါဆိုရင်သူ့ရဲ့ရောင်းဈေးပြောပါဆိုရင် issue price ဒီ 0.35 per share ဒီတော့ဘယ်နှဆောင်ရောင်းလဲသိချင်1,900ကို 0.35 နဲ့စာကြည့်လိုက်ရင်ရောင်းတဲ့အဆောင်ရေအတွက်ကိုသိရမယ် 9,000 share ပေါ့ The company made a profit for the year က 1,000 ရှိပါတယ်ဒါဒီ profit for the year က 1,000 dividend က 0.04 per share was paid တစောင်းကို 0.04 per share ဆိုတော့အဆောင်ရေအတွက်နဲ့ပြန်မြောက်ရင် total dividend ကိုသိရမယ်နောက်ဒီတော့သူရဲ့ဖြစ်တဲ့မှာ number of ordinary share issue ဒီ 9,000 ဒါပေမဲ့ဒီလိုမရေးသင့်ဘူးဒီနေရာမှာကဏ္ဍတစ်ခုတည်းကျွန်တော်တို့မရေးသင့်ဘူး sum ဖြစ်တဲ့ကျွန်တော်တို့အနေနဲ့ဆိုရင်ဒီနေရာမှာ number of ordinary share issue ပေါ့နော်သူပြောတဲ့အတိုင်း number of ordinary share issue ညီမျှခြင်း1,900ဆိုတဲ့ share ရောင်းလို့ရတဲ့ငွေကိုတည်မယ်တစောင်းတန်ဖိုး 0.35 per share နဲ့စောင်းမယ်ထွက်လာတာဒီဒီအောင်မှရေးပေးလိုက်ဒီမုံဝင်ဒီပြီးမှပဲရေးပေးလိုက်ပေါ့နော် 50,000 share ဒီပေါင်တော့ကျော်လို့မရအောင်နော်အဲ့ဒီပေါင်ကိုကျော်ပြီးဖြည့်လို့မရအောင်ဒါလေးသတိထားပါ total amount of dividend paid ဘယ်လောက်လဲသိချင်တယ်ဒါဆိုရင်စောစော dividend ကတစ်ဆောင်ကို 0.04 per share နှုန်းနဲ့ပေးတယ်လို့ပြောထားတယ်ဒီတော့ share စုစုပေါင်းဘယ်လောက်ရှိလဲသိချင် share capital သွားကြည့် share capital မှာက 1st October 2017 opening နှုန်းက 6,000 ဘိုးရှိတယ်အဲ့ 6,000 ဘိုးဒီအဆောင်ရေအတွက်အဖြစ်ဘယ်လောက်ဆောင်လဲသိချင်ဒါအဆောင်ရေအတွက်ကိုတွက်ကြည့်ရမယ် 6,000 ကိုတည်ပြီးတစ်ဆောင်တမိုး 0.25 nominal နဲ့စားလိုက်မယ်အဆောင်ပေါင်း 2,400 လောက် opening လုံးကရှိပြီလားဒီအခုကာလအတွင်းမှာထပ်ပြီး issue လုပ်တာက 9,000 ပေါင်းလိုက်ရင် total တမိုးက 2,900 ပေါ့အဲ့တော့ number of share ဒီ 2,900 ရောက်ရှိတယ်အဲ့ 2,900 ကို 0.04 နဲ့ရောက်လာနောက်တော့တစ်ဆောင်ကို 0.04 နဲ့ပေးမယ်လို့ပြောတဲ့အတွက်ကြောင့် 1,600 ပေါ့အဲ့တော့ဒီနေရာမှာ total amount of dividendကိုသိချင်ရင် 0.04 per share မြောက် 2,900 share
မြောက်လာရင်ဒီနေရာမှာ11600တမိုးရလာမယ်ဒါဆိုရင်ဒီနေရာမှာနံပါတ် A ရဲ့1ရဲ့2ရဲ့2ခုလုံးပြီးပါပြီပေါ့နောက်တစ်ခုနံပါတ် B ရပါမိလဲကြည့်အောင် Complete the statement of changes in equity for the year end 30th September 2018 changes in equity တွက်ပေးပါတယ်အဲ့ဒါ statement of changes in equity ကိုတွက်ပေးရမယ် for the year 30th September 2018 share issue ဘယ်လောက်ရတယ်လဲ share issue ဒီ source တွေ့ခဲ့ပြီးပြီ nominal တမိုး 0.25 နဲ့အဆောင်ပေါင်း9000နဲ့ညှပ်ပြီးတော့ရေးသွင်းပေးရမယ်နော်ဒါဆိုဒီမှာရေးမယ် total မှာလည်းပေါင်းပေးရမယ်ခဏလေး total မှာရေးမထည့်လိုက်ဘူး premium ပါသေးတယ်နော်ဒီတော့ share issue လုပ်တာဒီ nominal အဖြစ်ပြောမယ်ဆို 0.25 ကို9000နဲ့ညှပ်ပြီးတယ် premium မှာထည့်ဖို့ဆိုရင်ဒီဆောင်တမိုးဒီ 0.1 premium တက်မယ်နော်0.1 premium ပါတဲ့အတွက်ကြောင့်ဒီဆောင်တမိုးဆိုရင် 0.1 နဲ့အဆောင်ပေါင်း9000နဲ့မြောက် share premium ပါတဲ့အဲ့နှစ်ခုပေါင်းပြီး total မှာပါထည့်ပေးရမယ် profit for the year ဘယ်လောက်ရထားလဲ profit for the year ဒီ1000ရှိတယ်ဒါဆိုရင် profit for the year က retain earning မှာပေါင်းပေးရမယ်1000ပြီးရင် total မှာလည်း1000ပေါင်းပေးရမယ် dividend ကစောစောတော့ထားပြီးသားကဏ္ဍရှိတယ် share cap retain earning မှာနှုတ်ရမယ် total မှာလည်းနှုတ်ရမယ်စောစောနံပါတ် A ရဲ့2မှာတော့ထားပြီးသားရှိတယ်ပြီးရင်ရှင်းလိုက်လို့ရှိရင်နောက်ဆုံး share capital တမိုးရမယ် share premium ရမယ် retain earning ရဲ့နောက်ဆုံး total ရဲ့နောက်တစ်ခုနံပါတ် C explain one reason တစ်ခုပြောပြမယ် why a company should choose issue ordinary share rather than debenture ordinary share issue လုပ်ဖို့ဘာကြောင့်ရွေးလာလဲ debenture issue လုပ်တာထက် ordinary share issue လုပ်ဖို့ဘာကြောင့်ရွေးလိုက်တာလဲနှစ်မှတ်ပေးထားတယ်ဒီတော့ ordinary share ဒီပြန်ပေးစရာမလိုသူက redemption date မရှိတဲ့အတွက်ကြောင့်ဒီ company ရှိနေတယ် ordinary share ကလည်းရှိနေပါမယ်နော်အဲ့တော့ ordinary share do not require dividend paid to one profit is low ordinary share ကဒီမှာရေးထားတာတော့ dividend ကိုအရင်ဦးစားပေးပြီးရေးထားတယ် ordinary share ဒီ dividend ကိုဆိုလိုတာက company အမြတ်နေတဲ့အခါမျိုးမှာသူမဟုတ်အမြတ်မရှိတဲ့အခါမျိုးမှာ dividend မပေးလိုက်ရတယ်ဒါပေမဲ့ debenture ဆိုရင်တော့နှစ်စဉ်ပုံတည်အတိုးအပေးနေရမယ်အဲ့ဒီတော့ expense ကိုတက်စေမယ်နော် ordinary share ရောင်းထားတာဆိုရင်တော့ company ရှုံးတဲ့နှစ်သုံးမဟုတ်လို့ရှိရင်အမြတ်နေတဲ့နှစ်မှာမပေးလိုက်ရတယ်ဒါမှမဟုတ်ရင်နည်းနည်းပေးလိုက်ရတယ်အဲ့တော့ ordinary share do not require dividend ပေးစရာမလိုပါဘူးလို့ရေးတယ်နော်do not require dividend to be paid when profit is low အမြတ်နေတဲ့အခါမှာ dividend မပေးလိုက်ရတယ် which means that one business has limited cash resource ဆိုလိုတာကလုပ်ငန်းမှာငွေအခြေအနေဆိုလိုတာငွေကြေးအခြေအနေအကျပ်တဲရှိတဲ့အခါမျိုးမှာ no payment to be made အဲ့တော့ cash resource no payment to be made ဆိုလိုတာကလုပ်ငန်းဒီငွေမလည်နိုင်ဘူးငွေမလည်နိုင်တဲ့အတွက်ကြောင့်အတိုးတွေဒီ interest တွေ dividend တွေမပေးနိုင်ဘူးအဲ့ဒီကမျိုးကြရင် debenture အတွက်ကပြဿနာရှိတယ် debenture ဒီနှစ်စဉ်တိုင်း interest ပေးရမယ်ဒါပေမဲ့ share ရောင်းထားတယ်ဆိုရင်တော့ဒီလုပ်ငန်းမှာအမြတ်နေတဲ့အတွက်ကြောင့်အမြတ်နေတဲ့နှစ်မှာ dividend မပေးဘူးသို့မဟုတ် loss ဖြစ်တဲ့နှစ်မှာ dividend မပေးဘူးရတယ်ဒါပေမဲ့ debenture ဆိုရင်တော့ဘလောက်အတိုင်းအတာအထိလုပ်ငန်းရဲ့အနေအထားဖြစ်နေပါစေဒီ debenture ဒီ interest ကတော့ပေးကိုပေးရမယ်နော်အဲ့ဒီတော့ကြောင့်လုပ်ငန်းမှာ limited cash resource no payment has to be made unlike debenture လို့မဟုတ်ဘူးလေနော်အဲ့တော့ company မှာငွေအခြေအနေကျက်တဲ့ဆိုရင် dividend မပေးလိုက်ရတယ်အဲ့ဒါဒီ unlike debenture နဲ့မတူဘူးတဲ့အဲ့ဒီချက်က where interest must be paid interest ဒီ must be paid နဲ့ပြောထားတယ်နော်မဖြစ်မနေပေးကိုပေးဆက်ရမယ်နော်ဒီတော့ interest must be paid for cash resource ဒီတော့ from cash resource လုပ်ငန်းမှာငွေကျက်တဲ့ဖြစ်နေပေမဲ့လည်း interest ကိုမပေးလို့မရဘူးနော်လုပ်ငန်းဒီနောက်ထပ် interest ဒီ overdraft တွေဒါမှမဟုတ်လို့ရှိရင် loan တွေထပ်ချိပြီးတော့ interest rate ကိုဖြည့်ရှင်းပေးရမယ်ဒါပေမဲ့ ordinary share ဆိုရင်တော့ do not require dividend ပေးစရာမလိုပါဘူး one profit is low အမြတ်နေတဲ့အချိန်မှာ dividend ပေးစရာမလိုဘူးနောက်တစ်ခု one the business has limited cash resource လုပ်ငန်းမှာငွေအကျပ်တဲဖြစ်နေတယ်ဆိုရင်လည်း dividend မပေးဘဲနဲ့ထားလိုက်လို့ရသေးတယ်ဒါပေမဲ့ debenture ဆိုရင်တော့ interest ကိုပေးရမယ် interest မပေးလို့ရဘူး
number D assess လုပ်ပြရမယ်နော်အကဲဖြတ်ပြပါ change in the profitability over the past 3 years ပြီးခဲ့တဲ့3နှစ်အတွင်းလွန်ခဲ့တဲ့3နှစ်အတွင်း profitability change ကို assess လုပ်ပြပါအကဲဖြတ်ပြပါဒါဆိုရင်လွန်ခဲ့တဲ့3နှစ်အတွင်းဆိုတော့ပြီးခဲ့တဲ့3နှစ်ရဲ့ statement ကိုသူက part D အတွက်ပေးထားတာရှိတယ် data for part D 2016 17 အဲ့3နှစ်ကျွန်တော်တို့အကဲဖြတ်ခိုင်းတာဒီ profitability ကိုအကဲဖြတ်ခိုင်းတယ်ဒီတော့ profitability ကိုအကဲဖြတ်ခိုင်းတယ်ဆိုတော့ revenue ပေးတယ် gross profit ပေးတယ် gross profit ဒီ2000ဝယ်5000 6000အဲ့ဒါမှကျွန်တော်တို့က ratio တွက်ကြည့်မယ်ဆိုရင် gross profit percentage ကဒေါ်လာလာရော့သွားတာတရားမှဖြစ်တယ်လို့ profit for the year တွေလည်းပေးတဲ့အတွက် profit ကိုလည်းဒီ profit to revenue အချိုးချကြည့်လိုက်မယ်ဆိုရင် profit to revenue percentage ဒီဒေါ်လာလာရော့သွားတာတရားမယ် account receivable collection period ကတော့တဖြည်းဖြည်းနဲ့ကာလတွေပို့ပြီးတော့ဒီများလာတယ်။နောက်အဲ့ဒီကာလများလာတာဒီ revenue တိုးလာလို့ receivable period ကလည်းများလာတယ်လို့ကျွန်တော်ပြောလို့ရတယ်။ဆိုလိုတာက receivable period ကိုကြာကြာတိုးပြီးလိုက်တဲ့အတွက်ကြောင့် revenue တက်လာတယ်လို့ပြောလို့ရတယ်။ဒါပေမဲ့ profit performance ကကျတော့ profit for the year ကိုကြည့်ခြင်းအပြင် revenue တိုးပြီးမြဲ profit for the year ဒီတိုးမလာအောင်နှစ်စဉ်1000လေးပဲ။နောက်တောင်းကြည့်ခြင်းအပြင် expenditure တက်လာတဲ့သဘောရှိတယ်။ gross profit ကိုကြည့်မယ်ဆိုရင် gross profit ကတက်လာတယ်။ revenue တိုးလာတယ် gross profit ဒီတဖြည်းဖြည်းတက်လာတယ် revenue တိုးလာလို့ gross profit တက်လာပြီ net profit ဒီတက်မလာဘူးဆိုရင်ဒါ expenditure တွေက like တက်လာတဲ့သဘောရှိတယ်အဲ့တော့ဒီနေရာမှာလုပ်ငန်းဒီနောက်ဆုံး final profit ကိုကြည့်မယ်ဆိုရင်တော့ profit for the year ကဒီ still ဖြစ်နေတဲ့အတွက် ratio တွက်ကြည့်မယ်ဆိုရင်ကျတော့ကျသွားအောင်မယ် profit to revenue တွက်ကြည့်လိုက်ရင်ဒါရောလည်းပို့ပြီးတော့ရောလည်းသွားအောင်မယ် profitability has worsened and wasn't ဖြစ်နေပါ profitability wasn't ဖြစ်နေတဲ့အခြေအနေကောင်းတယ် over the 3 years 3နှစ်ကာလတစ်လျှောက်လုံးအတွင်းမှာ profit အခြေအနေကောင်းအောင် despite the gross profit margin gross profit to revenue are 50% over the 3 years having remained constant ကာလတစ်လျှောက်အတွင်းမှာ 50% ကပုံသေးဖြစ်နေပါတယ်လေဒီတော့ဒီမှာကြည့်လိုက်မယ်ဆိုရင်တဝက်တီတီ 50% ဒီမှာကြည့်ရင်လည်းတသိန်းနဲ့9000ဆိုတော့တဝက်တီတီတသိန်း2000နဲ့6000ဆိုတော့တဝက်တီတီဒီတော့ကာလတစ်လျှောက်လုံးရွေးရှာလာတဲ့အမြ gross profit percentage ဒီ 50% ကပုံသေးပဲ revenue တိုးတယ် GP တိုးတယ်အချိုးကျမှမှုရှိတယ်နောက်ဒီတော့ GP တိုးလာတဲ့အကြောင်းဒီ revenue တိုးလာလို့ဆိုတာပြောလို့ရတယ် percentage ကိုကြည့်လိုက်မယ်ဆိုရင်တော့ဒါ constant ဖြစ်နေတယ်အဲ့တော့ gross profit percentage ကတော့ constant percentage တခုဖြစ်နေလိမ့်မယ်ဒီ3နှစ်တာကာလအတွင်းမှာ gross profit margin ဒီ 50% ကပုံသေး constant ဖြစ်နေတယ် remain constant The profit for the year margin has decreased. Profit for the year margin က decrease ဖြစ်သွားတယ်။ Now profit ကိုကြည့်မယ်ဆိုရင် revenue နဲ့ချိုးချလိုက်တဲ့အခါမှာ decrease ဖြစ်သွားပါလိမ့်မယ်။ This may indicate that the business had not controlled its expense efficiently. လုပ်ငန်းဒီ not control its expense သူရဲ့အသုံးစရိတ်တွေကိုထိထိရောက်ရောက် control မလုပ်နိုင်ဘူးဆိုတော့ပေါ်လွင်စေထားတယ် and or there may have been an increase in irrecoverable debt. Increase in irrecoverable debt. အဲ့တော့ increase in irrecoverable debt ဆိုတော့ဒီကျွေးဆုံးကိစ္စတိုးလာတာကြောင့်လည်းဖြစ်နိုင်တယ်။သူက revenue တက်လာတယ် revenue တက်လာတဲ့အခါမှာဒီအကျွေးရောက်တဲ့ကာလတွေကလည်းစောစောရက်30နဲ့35ရက်ဖြစ်လာတယ်။အဲ့ဒီကနေရက်40ပတ်ဝန်းကျင်လောက်ဖြစ်လာတယ်။အဲ့ဒီတော့ကြောင့်အကျွေးကာလဒီပိုပြီးကျလာတဲ့မြတ် irrecoverable debt ကလည်းဒါရှိဖို့လာများလာတယ်။အဲ့ဒီတော့ကြောင့်or there may have been an increase in irrecoverable debt. Irrecoverable debt တိုးလာတာကြောင့်လည်းmay have been ဖြစ်ကောင်းဖြစ်နိုင်ပါတယ် due to increase in account receivable collection period account receivable period တိုးလာတဲ့အတွက်ကြောင့် irrecoverable debt တိုးလာတာလည်းရှိကောင်းရှိနိုင်ပါတယ်အဲဒီအတွက်ကြောင့် expenditure efficient ဒီတိတိကျကျ control လုပ်လို့မရတဲ့အတွက် profit percentage က profit to revenue percentage ကလျော့သွားပါတယ်ဆိုတဲ့အကြောင်းအရာကိုလည်းရေးပြလို့ရတယ် gross profit rate ကတော့ constant ပဲ 50% ပုံပြီးပဲ profit for the year နဲ့ကြည့်မယ်ဆိုရင်တော့တဖြည်းဖြည်းနဲ့ profit percentage ကလျော့သွားလိမ့်မယ်Number E, state to be reducing the account receivable collection period. Account receivable collection period ကို reduce ဖြစ်စေမယ့်နည်းလမ်းနှစ်ခုကိုပြောပြပါမယ်။အဲဒီတော့အကျွေးရောက်ကာလကို short ချတဲ့ကိစ္စပေါ့နော်။အကျွေးရောက်ကာလကို short ချဖို့ဆိုရင်လည်း make cash sale only လက်ငင်းအောင်ပဲလုပ်လိုက်ပါမယ်။ Improve credit control. Credit control procedure တေချာလုပ်ပါ Reduce credit period. Customer credit period ကိုဒီအရင်လောက်မြင်မြင်မပေးဘဲနဲ့customer credit period ကို short ချပေးလိုက်ပါ
offer early settlement discount ဆိုတော့ cash discount ပေးလိုက် regular statement of account regular statements of account ဆိုတော့ပုံမှန်ကျွန်တော်တို့ကလောက်ကုန်တဲ့အချိန်တိုင်းမှာဒီ customer statement ကိုထုတ်ပြီးတော့ customer စီကိုကျွန်တော်တို့ပို့ပြီးအကျွေးတက်ရမယ်။နောက်သူစီကနေပြီးတော့အကျွေးခံလာပြီးတော့ block စီမလဲဆိုတော့လည်းသူ့ကိုအကြောင်းကြားတဲ့အနေနဲ့သတိပေးတဲ့အနေနဲ့ regular statement of account customer တယောက်ချင်းတို့ကို statement တွေထုတ်ပြီးတော့ဒါလောက်ကုန်တိုင်းပို့ပြီးမယ်ဆိုရင်စီစဉ်ကြလာပြီးတော့ control ပို့ကောင်းလာနိုင်တယ်။အခုဒီပုံစံမှာ changes in equity နဲ့ပတ်သက်ပြီးတော့လည်းပါတယ်။ပြီးရင် notes တွေနဲ့ပတ်သက်ပြီးတော့လည်းစဉ်းစားစရာလေးတွေပါတယ်။ဒီ notes တွေကိုလည်းကိုယ့်ဘာသာ home sentence တွေနဲ့ပြန်စဉ်းစားပြီးတော့ဗာရေးမလဲချရေးကြည့်ပါဒီတက်မကတဲ့တခြားအကြောင်းအရာတွေရေးမယ်ဆိုရင်လည်းရေးလို့ရပါသေးတယ် Now ဒီမှာ share number of share တွက်တဲ့ကိစ္စရှိမယ်နောက် dividend တွက်တဲ့ကိစ္စရှိမယ်ပြီးရင် statement of changes in equity ပေါ့အတေချာချပြီးတော့ရေးဆွဲကြည့်ပါအတေချာချတွက်ကြည့်ပါ